ဘုံစားပြည့်ရတာလည်းမင်္ဂလာပါဗျာဥပဒေရောကျွန်တော်ကနေပြီးတော့ဗရဒီနေ့ဒါကမ်းလေးဒါဘောတော့ကမ္ဘာဖလားပွဲတွေနေရမှာအဖွင့်ပွဲတင်ပေါ့နော်ဒါအုပ်စု A ရဲ့ပွဲတင်နှစ်ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီပေါ့နော်ဒီနေ့ကမ္ဘာဖလားမှာကတော့ဒီ World ဒီမက္ကဆီကိုအမေရိကန်နဲ့ကနေဒါတို့ကပူးတွဲပြီးတော့ကျင်းပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါအင်ရှင်မက္ကဆီကိုကပေါ့နော်အဖွင့်ပွဲအနေနဲ့တောင်အာဖရိကတင်နဲ့စတင်ကစားပါပေါ့နော်အုပ်စု A မှာတော့ဒီမက္ကဆီကိုတောင်အာဖရိကတောင်ကိုရီးယားဒီတော့ဒီဘောနော်ချက်တို့ပါဝင်တယ်ပေါ့နော်ပထမဆုံးပွဲအနေနဲ့ဒါဒီညတနိုင်ပွဲမှာကစားမယ်မက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်အကြောင်းကိုဒါဆက်ဆက်ပြပါဖြစ်တယ်ပေါ့နော်ဒါပထမဆုံးအနေနဲ့တို့တို့နှစ်သိန်းရဲ့အကြောင်းပြောမယ်ဆိုတော့ဒီပထမဆုံးအနေနဲ့ပေါ့နော်ဒါအင်ရှင်မက္ကဆီကိုကြည့်မယ်ဆိုရင်အင်ရှင်မက္ကဆီကိုကတော့ဒီအင်ရှင်ဖြစ်တဲ့အတွက်အကြောင်းမလို့ဒါခြေစစ်ပွဲပဲပါကန်တရားမလို့ခဲ့ဘူးဒါခြေစမ်းပွဲတွေပဲစတိုက်ဒီဘောနော်ကစားနေခဲ့တယ်ခြေစမ်းပွဲကစားတဲ့အနေထားကိုကြည့်မယ်ဆိုရင်ဘောနော်နောက်ဆုံးရှစ်ပွဲမှာဆိုရင်ဒါရှုံးပွဲမရှိကစားနိုင်ခဲ့တယ်6ပွဲနိုင်ခဲ့တယ်ဒါနှစ်ပွဲတည်ပေါ့နော်နှစ်ပွဲတည်ရဲ့အနေထားကိုကြည့်မယ်ဆိုရင်ဒါဘယ်ဂျီယန်နဲ့ဒီပေါ်တူဂီလိုမျိုးတကယ်ဥရောပတိတ်ကျဲတင်းတင်းကိုတေးကစားနိုင်ငံတာကိုတွေ့ရတယ်ပေါ့နော်ဒါမာယောကအနီးပြဟောင်းဂူရီကန်တွင်နေတဲ့ဒီမက္ကဆီကိုရဲ့ရှေ့သွားကတော့ဒီတော်တော်လေးအားရတရားကောင်းတာကိုတွေ့ရတယ်ပေါ့နော်ပြီးခဲ့တဲ့ဒီရှေ့စံပွဲမှာကြည့်မယ်ဆိုရင်လည်းဒါဥရောပဒီလဲအတင်းတင်းလို့ပြောလို့ရတယ်ဆာပီယာအတင်းကိုပြက်အနိုင်ရပြီးတော့ဒီအောက်ဘက်ခံရခဲ့တယ်ပေါ့နော်ဒီအခုအေရှင်မြေမှာဒီအေရှင်ပရိသတ်တွေနဲ့ကလာမှာဖြစ်တော့ကြောင့်မလို့မက္ကဆီကိုရဲ့ဒီခြေသွမ်းဒီခြေသားကဘယ်လောက်ထိဘယ်ဆင့်တီသွားမလဲဆိုတော့တစ်ချက်စောင့်ကြည့်ရမယ်ဒီဘက်ကဘောနော်တောင်အာဖရိကဘောနော်တောင်အာဖရိကကဒီအခြေအနေကိုကြည့်မယ်ဆိုရင်ဒီပွဲတင်ကဘောနော်ဒီ2020တုန်းက2020ကမ္ဘာဖလားတုန်းကဒီတောင်အာဖရိကပြည်မှာကစားခဲ့တဲ့အဖွင့်ပွဲတင်တုန်းကကိုအဖွင့်ပွဲတွေကိုပြန်ပြီးတော့အမှတ်ရသေးတယ်ဘောနော်ဒီအိတ်ပွဲတင်တုန်းကဆိုရင်တော့ဒီတောင်အာဖရိကတင်ကအေရှင်ဖြစ်ပြီးတော့ဒီပထမဆုံးပေါ့နော်ဒီဥဆောင်ကိုတွင်းလိုက်ပြီးတော့တွင်းလိုက်တဲ့အချိန်မှာတော့တကယ်ကဘာမှာတော့ဒီဘောဘောကွဲပေါ့နော်ဒါနာမည်ကြီးသွားခဲ့တယ်ပေါ့နော်ဒီလိုမျိုးနေသားနေနဲ့ခုနောက်ထပ်ဒီ16နှစ်အကြာမှာတော့ဒီမက္ကဆီကိုကအေရှင်ပြင်းနဲ့ဒီတောင်အာဖရိကတင်ကိုပြန်လည်ရင်ဆိုင်ရမယ်ဒီလိုအချိန်တွေမျိုးမှာဘယ်လောက်ထိဒီရလက်ပိုင်းကဘယ်လောက်ထိထွက်ပြီးတော့ဒီပရိသတ်တွေကိုဒီဖန်သားနိုင်မလဲဆိုတော့တစ်ချက်ဆောက်ကြည့်ရမယ်ပေါ့နော်လက်ရှိဒီကမ္ဘာဖလားအခြေအနေကိုကြည့်မယ်ဆိုရင်ဒီဟိုဘောနော်အမေရိကန်တို့ဒီမက္ကဆီကိုတို့မှာကစားရတော့ကြောင့်မလို့ဒီဘက်ကဒီအာရှအချိန်လေးနဲ့တကားတော့ကမတွေများနေတယ်အဲ့လိုအချိန်လေးမျိုးကဒီ FIFA အနေနဲ့ဒါကိုလည်းတိရှိပြီးသားဖြစ်မလို့ယုံကြည်ရတယ်ဗောနော်ဒီလိုနေသားတွေမှာဒီ FIFA အနေနဲ့အခုလိုအဖွင့်ပွဲတင်လို့ပွဲမျိုးမှာဒီပရိသတ်တွေဆွဲဆောင်နိုင်လောက်တဲ့ဒီ performance အနေနဲ့ဘယ်လိုမျိုးပရိသတ်တွေကိုဒီဆွဲဆောင်ပြီးတော့ဆွဲခေါ်သွားမလဲဆိုတော့ချက်ဆောင်ကြည့်ရမှာဗောနော်ဒါကြောင့်မို့လို့လက်ရှိခြေသွမ်းရဆိုရင်တော့ဒီဘောတော့လက်ရှိမက္ကဆီကိုရဲ့ခြေသွမ်းကတော်တော်ကြီးကိုခြေတက်နေအောင်တွေ့ရတယ်လေတစ်ဖက်ကတောင်အာဖရိကဘောတော့တောင်အာဖရိကကိုကြည့်မယ်ဆိုရင်တော့တောင်အာဖရိကကဒီလက်ရှိဘောတော့ဒီတောင်ဒီအာဖရိကခြေစစ်ပွဲမှာကြည့်မယ်ဆိုရင်ဘီနေနဲ့ဒါနိုင်ဂျီးရီးယားကိုကြော်ပြီးတော့သူတက်လာတဲ့အသင်းဖြစ်တယ်ဘောတော့ဒီပထမဆုံးဒီခြေစစ်ပွဲအဆင့်တွေမှာတော့နည်းနည်းချွေသွမ်းပိုင်းရရိုင်းခဲ့ပြီးတော့ဘီနေရဲ့နောက်မှာပဲဒီရှိနေခဲ့ပဲနောက်ပိုင်းပွဲတွေမှာတော့ခြေသွမ်းပြန်တက်လာပြီးတော့ဘီနေနဲ့ဒါနိုင်ဂျီးရီးယားကိုကြော်ပြီးတော့အခုလိုမျိုးဒီကမ္ဘာဖလားပြန်ပွဲကြီးကိုရောက်ရှိလာတာဖြစ်တယ်ဒါပေမဲ့လက်ရှိဘောတော့ဒီခြေစမ်းပွဲတွေခြေစမ်းပွဲတွေဘောတော့ပြီးတော့ဒီအာဖရိကဖလားပွဲတွေမှာတော့ဘောတော့ဒီခြေသွမ်းပိုင်းရတိတ်ပြီးတော့အားရတဲ့အသိမရှိခဲ့ဘူးနောက်ဆုံး5ပွဲဆက်ကိုသူတို့နိုင်ပွဲပြောက်ထားခဲ့တယ်ဒီအာဖရိကပွဲတွေမှာအာဖရိကဖလားပွဲမှာဆိုရင်လေဒီ16သိန်းစစ်မှာဒီမော်ရိုကိုရှုံးပြီးတော့သူတို့ထွက်ခဲ့ရတယ်ဒါပေမဲ့ဒီ2024ဘောတော့ဒီအာဖရိကဖလားပွဲတွေမှာတော့သူတို့တတိယနေရာဒီရယူပြီးတော့ဒါရှေ့သွမ်းပြနိုင်နေတာကိုတွေ့ရတယ်ဒါကြောင့်မို့လို့ပြီးတော့ဒီဘောတော့တစ်ချက်ကူရှိရမှာကကလာသမားပိုင်းဘောတော့ကလာသမားပိုင်းမှာဆိုရင်တော့ဒီမက္ကဆီကိုမှာဆိုရင်ဒါဒီဘောတော့လက်ရှိဖူဟန်ကနေပြီးတော့ဝူကိုပြောင်းသွားတယ်ဝိုင်းတက်စစ်မှုဂျီမီနက်ဆိုရင်ဒီဂျီမီနက်ကဒီအတင်းကိုဥဆောင်လာဖို့ရှိတယ်တစ်ဖက်ကဒီဘောတော့တောင်အာဖရိကကိုကြည့်မယ်ဆိုတော့တောင်အာဖရိကမှာဒီပြည်တွင်းလိပွဲစဉ်ပြည်တွင်းလိရကလာသမားတွေပဲများတယ်ဘလို့ဖြစ်ရင်ဘောတော့ချန်ပီယံဘောတော့ဒါတောင်အာဖရိကမှာချန်ပီယံဖြစ်ခဲ့တဲ့ဒါမမိုမဲလီဒါဆန်တောင်ဘောတော့ဒီကလာဒီတင်းကလာသမားတွေပဲများတယ်ဆိုတော့သူတို့အနေနဲ့ဒီပြည်တွင်းလိကလာသမားတွေနဲ့ဒီလက်ရှိကမ္ဘာဖလားမှာဘယ်လောက်ထိသွားနိုင်မလဲဆက်ဆောင်ကြည့်ရမယ်ဒါဒီတန်တဲ့ဘောတော့ဓာတ်တူရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့
ဒီဘောလုံးတောင်အာဖရိကကသပွဲနိုင်ခဲ့တယ်ပြီးတော့ဒီ2010ကလာပွဲတင်မှာတော့1-1တဲ့ဒါတေကြခဲ့တာကိုတွေ့ရတယ်ဒါလက်ရှိနေထားရဘောလုံးဒီရွှေသွမ်းနေထားရကောဒီကွက်နေထားရကောကြည့်မယ်ဆိုရင်တော့ဒီအေရှင်မက္ကဆီကိုတင်းနေတဲ့ဘောလုံးဒီလက်ရှိဒါဘောလုံးအေရှင်ပရိသတ်အားကိုလည်းအေရှင်မက္ကဆီကိုတင်းအနိုင်ရသွားဖို့များပါလေဗျဟုတ်ကဲ့ဒါဒုတိယဘောလုံးနောက်ထပ်ပွဲစဉ်တစ်ပွဲပွဲနေကတော့ဘောလုံးဒါဒီမနက်ပိုင်းဘောလုံးဒါမနက်စောကြီးရှင်းနိုင်ပွဲမှာကစားမဲ့တောင်ကိုရီးယားနဲ့ချက်တော်ရဲ့ပွဲစဉ်ဖြစ်တယ်ဘောလုံးတောင်ကိုရီးယားကတော့ဒါခြေစစ်ပွဲအစ်မှာတော့ဒီအာရှဘောလုံးတူတူပြဒါအာရှလုံးခြေစစ်ပွဲမှာတော့ဒီတောင်ကိုရီးယားကိုတင်ရှင်းနိုင်မဲ့အသင်းဆိုတာကတော့ခက်ရှားရဘောလုံးဒါကြောင့်မို့လို့တောင်ကိုရီးယားနေတဲ့ဒါအေးစစ်စစ်ပဲခြေစစ်ပွဲအောင်ခဲ့တယ်လို့ပြောလို့ရတယ်ဘောလုံးတူတူနေတဲ့ဒီခြေအာရှမြေမှာတော့တကယ်ခြေသွမ်းပြနေတယ်ဆိုပေမဲ့ရှေ့စမ်းပွဲတွေကစားတဲ့နေရာမှာတော့ဒီဘောနော်အသင်းဒီမာတဲ့အသင်းတွေနဲ့တွေ့တော့နည်းနည်းရုန်းကန်နေတာကိုတွေ့ရတယ်ဒီအဲ့ဒါကိုဘယ်ပွဲတွေကပြနေလဲဆိုတော့အော်စီယာကို1-0ကိုနဲ့ရှုံးတယ်ပြီးတော့အိုင်ဗရီကို4-0ရှုံးတယ်ဗောဒီလိုပွဲတင်တွေကတောင်ကိုရီးယားတွေနဲ့ဒီတကယ်တော်တော့လာဒီတကယ်ဟိုအရာကြီးတဲ့ဒေသတွေတွေ့ရင်ရုန်းကန်နေရတာကိုတွေ့ရတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲတွေမှာတော့ဒီနှစ်ပွဲဆက်တိုင်းသူတို့ခြေသက်ပွဲမှာအနိုင်ရထားတယ်ဒီဖီဒီတက်ကိုကိုရီးယားဒီမှာ9ဂိုးပြတ်နိုင်ရတယ်ပြီးတော့ဒီအဆာဘေးတို့ကိုဒါအမေရိကန်ပြည်မှာ1-0ကိုနဲ့နိုင်ရတယ်ဒါပေမဲ့ဒီလက်ရှိဒီကမ္ဘာဖလားလိုနေရာမျိုးမှာကတော့ဒါတကယ်အတင်းကောင်းနေကြီးပဲဆိုတော့တောင်ကိုရီးယားနေတယ်လက်ရှိအုပ်စု A ကနေပြီးတော့ပဲအဆင့်ထိရောက်အောင်ကစားနိုင်မလို့ချက်ဆောင်ကြည့်ရမယ်ဒီဘက်ကချက်ဘောတော့ချက်ကလည်းဒီလက်ရှိဒီဥရောပအစုံဘောတော့ဒါခြေစစ်ပွဲမှာဆိုရင်နိုင်ရခြေစစ်ပွဲဟောင်းခဲ့ပဲနဲ့ဒီပလီအော့အဆင့်ကနေပြီးတော့တော်တော်လေးခက်ခဲဖြစ်တန်းခဲ့ရတော့တွေ့ရတယ်ပလီအော့အဆင့် CB final မှာဒီအိုင်ယာလန်ကိုပယ်နတီနဲ့ဘောတော့ပယ်နတီအဆုံးဖြတ်နဲ့နိုင်ရပြီးတော့တက်လာတယ်ပြီးတော့ဘောတော့ဘိုလူပွဲဘောနော်ဘိုလူပွဲဆိုပါဆိုရင်လည်းနမိတ်ကြီးဒိမတ်ကိုဘောဒီပယ်နတီဆုံးဖြတ်နဲ့ပဲထပ်ပြီးတော့အနိုင်ယူပြီးတော့တက်လာတဲ့အတင်းဖြစ်တယ်ဒါကြောင့်ဒါပေမဲ့ဘောတော့လက်ရှိခြေစမ်းပွဲတွေရဆိုရင်တော့ဒီချက်အသင်းရဲ့ခြေစွမ်းကအတော်လေးကောင်းတာကိုတွေ့ရတယ်အဓိကအဖြစ်ဘောတော့ချက်အသင်းမှာကတော့တိုက်စစ်ဘူးပတူးရှစ်ဘောတော့ပတူးရှစ်ဆိုရင်လက်ရှိဘောတော့ဒီ2025-2026ရာသီလီဗာပူးတင်တင်းမှာ16ဂိုးတောင်သွင်းပြီးတော့ခြေစွမ်းပြခဲ့တဲ့ဒီတိုက်စစ်မှုတို့ဖြစ်တယ်ဒီလိုအခြေအနေမျိုးတွေနဲ့ဘောတော့ဒါချက်အနေနဲ့တောင်ကိုရီးယားကိုအကောင်ဆုံးနိုင်ယူပြနိုင်မလားဒါမှမဟုတ်တောင်ကိုရီးယားကပဲဒီလက်ရှိသူတို့ရဲ့ဒီအာချကလာသမားတွေနဲ့အကောင်းဆုံးဒီချက်ကိုနိုင်ယူသွားနိုင်မလားဆက်ဆောင်ကြည့်ရမယ်အဲ့ဒီအနေထားမှာကြည့်မယ်ဆိုရင်တော့ဒီဘောတော့နပွဲပဲကလာခဲ့ပူပြီးတော့ဒါတောင်ကိုရီးယားကတစ်ချိန်နိုင်ပြီးတော့ချက်ကတစ်ချိန်နိုင်ခဲ့တယ်ဗောနော်နှစ်ချိန်လုံးရဲ့အနေထားမှာဂိုးပေါ်ခဲ့တာကိုတွေ့ခဲ့ရတယ်ဗောနော်ဒါကြောင့်မို့လို့ဒီလက်ရှိတော့စင်လာရကောဒီဘောတော့လက်ရှိနှုံးသားတွေရဘောတော့ဒီဈေးကွက်ရဲ့ခြေနေရကောနှစ်သိန်းလုံးကလည်းဒီတိုက်စစ်ပိုင်းမှာဒီတိုက်စစ်အာတန်နဲ့တင်းနေလေးဖြစ်တာကြောင့်မလို့ဒီပွဲစဉ်မှာတော့ဒီပြန်လည်တွေးကိုတွေနဲ့ဂိုးပေါ်သွားဖို့များပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဒီကမ္ဘာဗလာအုပ်စုအဖွင့်ပေါ့နော်ဒါအုပ်စု A ရဲ့ပွဲစဉ်နှစ်ပွဲဖြစ်တယ်ဒါမက္ကဆီကိုတင်းနဲ့တောင်အာဖရိကပွဲစဉ်တောင်ကိုရီးယားနဲ့ချက်တို့ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းဒီလိုပဲဒီကမ္ဘာဗလာပွဲစဉ်တွေရှေ့နေမှာဖြစ်တော့တဲ့ကြောင့်မို့လို့ဒီလိုပဲပွဲချုပ်သုံးချက်အစီအစဉ်ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ပြည်သက်တွေစောင့်မျှော်ကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ပြည်သက်တွေကိုလုံးကိုကျေးဇူးတင်ရှိပါခင်ဗျာ